ငွေချင်းတို့ကိုပြောပြချင်တာကအခုဒီလေးကျင်ငန်းတွေလုပ်တယ်ပေါ့နော်လေးကျင်ငန်းလုပ်တယ်ဆိုတော့ကိုယ်ခန္ဓာကိုယ်ကိုကြွက်သားတွေနဲ့ပြုပြင်တိဆောက်တာပေါ့အဲ့လိုပြုပြင်တိဆောက်သလိုပဲကိုယ့်ရဲ့စိတ်တွေကိုလည်းတခါတည်းပြုပြင်တိဆောက်လို့ရတယ်လေနော်တခါတည်းပြုပြင်တိဆောက်လိုက်တဲ့အခါကျတော့ပြုပြင်တိဆောက်နေတဲ့အချိန်မှာမပင်ပန်းဘူးပေါ့ဘာဖြစ်လို့ဒီစကားပြောရလဲဆိုတော့အခုလိုစော့နေချိန်မှာလည်းစိတ်ထည့်ပြီးစော့ရတာစိတ်ကိုစိတ်ကမွေးထားတာစော့မယ်ဆိုတဲ့စိတ်ပေါ့နော်အဲ့လိုမွေးထားတာဖြစ်တဲ့အတွက်အဲ့ဒါလေးပြောတာနောက်တစ်ခုအလုပ်လုပ်တဲ့အခါမှာလည်းပင်ကိုပါလာတဲ့မွေးရပါဂုံတက်တိကိုမဖြောက်ပြစ်ကြပါနဲ့အဲ့ဒါမွေးရပါဂုံတက်တိဆိုပါလဲဆိုတော့မွေးလာတော့ကဘာတက်လို့လဲဘာမှမတက်ဘူးလေဖြူဖြူစင်စင်ရိုးသားလေးအဲ့ဒါလေးကိုလက်ကင်ထားပြီးတော့ယူသားပါကြိုးစားကြပါတော်အောင်လုပ်ပါတက်အောင်လုပ်ပါမတုံးပါနဲ့မအပါနဲ့အဲ့ဒါလေးလည်းပြောချင်ပါတယ်ပြီးရင်ကိုလိုလိုက်တဲ့အလုပ်ပေါ်မှာဥမာပေါ့နောင်နာရတာဖြစ်စီပြန်ပြီးတွေးလိုက်တာမျိုးပေါ့ဥမာဟာငါ့အမြအထင်သေးသွားလားမသိဘူးဆိုတဲ့ဟာအဲ့လိုမျိုးအထင်သေးစီမဲ့လောက်ရမျိုးဆိုရင်ငကိုတွေကတွေးပြီးမလုံနဲ့အဲ့ဆိုရင်ကိုလိုပြီးသားကိစ္စမှာကိုပြန်ပြီးတော့တွေးနေကြမလို့ပေါ့ငယ်ချင်းတို့အဲ့ဒါလေးတွေမှားကြတယ်ပြီးရင်အတုံးချခံမဖြစ်ဖို့လေလိုအပ်တယ်ငယ်ချင်းတွေဘလို့အတုံးချခံမဖြစ်ဖို့လဲဆိုတော့ကိုယ့်ရဲ့ယူသားမှုကြိုးစားမှုတွေကိုအတုံးချခံမဖြစ်ဖို့လိုရယ်နော်အစောနေရင်လည်းမှအတွေးလေးဝင်လာတော့ပလန့်ထောင်ရင်လည်းစကားလေးပြောကြည့်တာပေါ့ဒီပလန့်ထောက်တာလည်းအိမ်မှာနေလုပ်လို့ရတယ်လေနော်ဖူးပလန့်လည်းထောက်လို့ရတယ်ဒီလိုတပ်စိုက်ပလန့်လည်းထောက်လို့ရတယ်ဒီလိုစိုက်ပလန့်လေးထောက်လို့ရတယ်နော်ဒီလိုမျိုးလေလက်ကလေးကိုခါလေးထောက်တာမျိုးလေအလုပ်လုပ်တဲ့အခါမှာအလုပ်ပေါ်မှာလည်းစေတနာလေးတွေထားပါပြီးရောမလုပ်စေချင်စေတနာလေးတွေထည့်ပြီးတော့အလုပ်လုပ်စေချင်တယ်အဲဆိုတော့စေတနာလေးထည့်ထားတဲ့ခါကျရင်ကိုယ်နောက်ကိုပါလာမှာကတည်ွားတဲ့ခါကျတော့ဘာပါမှာလဲကိုယ်နောက်ကိုယ့်ရဲ့ယူသားမှုကြိုးစားမှုတွေကိုယ့်ရဲ့ကောင်းဂုဏ်တွေရပဲပါလာမှာလေဥမာယုံတယ်ဥမာလှုပ်လိုက်ပြီးလှုပ်ပြီးဟာဒီစိတ်ဆရာစေတနာကောင်းတဲ့မမ်မာတွေစိတ်ထဲမှာရှိသွားဖို့ပဲအဲ့ဒီစိတ်ကလေးကြောင့်စေတနာထက်မမ်မာတွေစီကကိုပတ်စံယူထားတာလေနော်စေတနာပေါအောင်လုပ်ပါစေတနာလေးတွေထည့်ပြီးတော့အလုပ်လုပ်စေချင်ပါတယ်ပြီးရောမလုပ်စေချင်ပါဘူးကိုပေးမဲ့လူတိုင်းပေါ်မှာကြည့်ပါတယောက်ချင်းစီတိုင်းမှာမတူတဲ့ခါကျတော့မတူညီတဲ့ပုံစံလေးတွေမတူညီတဲ့အလေးလေးတွေနဲ့သွားပါသူတို့လည်းရင်မေးပါဒူးနာတာခါနာတာရှိလားဖြစ်ဘူးလားဘယ်လောက်တကြဖြစ်ဘူးလဲအလိုလေးတွေမေးမြန်းပြီးတော့ကိုဘာပေးရမလဲဆိုတာလေးတွေစဉ်းစားပြီးတော့ပေးကြပါတော့ဒီကတော့ယုံတဲ့ယုံကိုခွဲခန်းတစ်ခုလိုသဘောထားတယ်။ဘာလို့လဲဆိုတော့ခွဲခန်းထဲမှာဆိုရင်လာတဲ့လူတွေကယောဂတွေကမတူကြဘူး။တယောက်တစ်မျိုးစီခွဲရတာလေနော်။အကုန်လုံးတပုံစံနဲ့ခွဲလို့မရဘူး
အဲ့လိုပဲဒီဂျင်ယုံထဲမှာလည်းတယောက်နဲ့တယောက်ကမတူဘူးအဲ့တော့ယုံကိုခွဲခန်းလို့တင်စားတယ်ရဟန်းသဘောကြတယ်ခွဲစိတ်ခန်းတစ်ခုလိုပဲယုံတယုံကတယောက်နဲ့တယောက်မတူဘူးအရန်မောင်းတူနေရင်တော့မှပုံစံမတူဘူးပါမိန်းကလေးတွေဆိုရင်လည်းအဲ့လိုပဲပုံစံမတူတဲ့ခါကျသူတို့လူကျင်တဲ့ခန္ဓာကိုယ်အချိုးအစားကိုထုစစ်ပေးရတာဖြစ်တဲ့အတွက်အဲ့တော့စိတ်ထဲမှာတော့အဲ့ဒီယုံတယုံကိုခွဲခန်းတစ်ခုလိုတင်စားတယ်ယုံကတော့ငါရဲ့ခွဲခန်းပဲโอเคတကယ်ချင်းတို့